Emily Dine ready to wear မြန်မာဝတ်စုံနဲ့ရှမ်းဝတ်စုံဒီဇိုင်းတစ်လက်လာလေးတွေကို try ဟောပြပေးပါမယ်နော်ဒီမှာဆုံးဝတ်ဆက်လေးကတော့ Emily ရဲ့ favorite မလို့ရှေ့ဆုံးထားတာပေါ့နော်အင်ချီလေးကရှေ့ကျယ်လေးလေးနဲ့ဝယ်ရတဲ့အပြင်ကိုမှသူ့ရဲ့အသားချီပိုး grey အသားလေးပေါ့နော်ပြင်သစ်စာနဲ့ပေါင်းချုပ်ထားတဲ့ဒီဇိုင်းလေးပါထမိန်လေးဆိုရင်လည်းချီပိုး print ချိတ်ထမိန်လေးကိုမှအသားချီလေးနဲ့ချုပ်ပေးထားတာပါနော်တကယ်ကိုရိုးရှင်းရှင်းလေးနဲ့လှတဲ့အထည်လေးလို့မြင်ပါတယ်နောက်ထပ်ထည်လေးကတော့အခုလိုကျယ်သီးအပူလေးပါပါတယ် cam ဆိုတဲ့နာမည်လေးနဲ့ဒီလိုဝတ်ဆက်ဒီဇိုင်းလေးပါဒီဘက်နားမှာလည်းဖိကျယ်သီးလေးနဲ့ထည့်ချုပ်ပေးထားပြီးတော့ရှမ်းရင်ပုံလေးနဲ့ကိုမှ collar design ပုံစံလေးပေါ့နော်အင်ချီလေးဆိုရင်လည်းကပိတ်တစ်ထက်ခံပေးထားတဲ့အပြင်ကိုမှထမိန်လေးကလည်းရက်ကန်ချီတဲ့အစင်မလို့ဝတ်ထားလို့ရှင်လဲတက်တက်အရင်ရှိပါတယ်ဒီဝတ်ဆက်လေးဝတ်လိုက်တာနဲ့မင်းကလေးဆန်ပြီးတော့ချစ်ဖို့ကောင်းတဲ့ခန်းစားချက်လေးရပါတယ်ဒီအရောင်လေးမှာကအရောင်ကွယ်လေးအနည်းနဲ့အခုလိုကျဲတီးပါပြီးသားခဲစင်းရောင်လေးလည်းရှိပါတယ်နော်အမေအချရဆုံးကတော့အင်ချီလေးကဝတ်လိုက်တာနဲ့အခုလိုမျိုးခဏဖြစ်နေရပေါ့နော်သူ့ရဲ့ကတ်တင်လေးလည်းအရန်လှပါတယ်ဒီဝတ်ဆက်လေးကိုလေအရောင်ညင်ညင်လေးဝတ်ချင်တဲ့ကောင်မလေးယူထားတင်ပါတယ်နော်ဝတ်လိုက်တာနဲ့ဒီညင်ညင်ကျတဲ့ခန်းစားချက်လေးရပါတယ်နောက်ထပ်ထည်လေးကတော့အင်ချီလေးကချီသားဆင်ဆွဲရောင်လေးကိုမှထမိန်လေးက Indo print စင်ချိတ်ထမိန်လေးနဲ့ဒီလိုဝတ်ဆက်ဒီဇိုင်းလေးပါအမေချရဆုံးကတော့လေအင်ချီမှာ handmade ပတ်စင်တီးလေးနဲ့ချုပ်ထားပေးရပေါ့နော်ဒီဝတ်ဆက်လေးကလေဝတ်ထိုင်တက်လေးရှိပြီးတော့ချီသားလေးမို့လို့လုံးဝမပူပါဘူးနော်အသားလေးကလည်းကောင်းတဲ့အပြင်ကိုမှ daily ဝတ်လို့အဆင်ပြေရဲ့အထည်လေးလို့မြင်ပါတယ်နောက်ထပ်ထည်လေးကတော့အမေတို့ daily ရောပွက်တက်ရောဝတ်လို့အဆင်ပြေမယ်သွားဆင်းဆွဲအောင်ချီပိုးလေးနဲ့ကိုမှကချင်စင်လေးနဲ့ဝတ်ရတဲ့အခုလိုဝတ်ဆက်ဒီဇိုင်းလေးပါဒီဝတ်ဆက်လေးကလေအမေမပြောနဲ့အမေမမတော့အရင်တပေါ်ကြနေရပေါ့နော်ဒီအင်ချီလေးဆိုရင်ဘီနာကလက်အတွန့်လေးနဲ့ကိုမှဒီနောက်စလေးနဲ့ဝတ်ရတဲ့ဒီဇိုင်းလေးပါဒီဝတ်ဆက်လေးကလေတကယ်ကိုပွဲသူးစီရဲ့အထည်လေးလို့မြင်ပါတယ်သူ့မှာအရောင်ကွက်လေးအနေနဲ့အခုလိုမျိုးရွှေရောင်လေးလည်းရှိပါတယ်နော်ဒီရောင်လေးကလေအသားဆောင်ပြီးတော့တကယ်ကိုမြန်မာအသားရည်နဲ့လိုက်တဲ့အထည်လေးလို့မြင်ပါတယ်ဝတ်လိုက်တာနဲ့လူကိုထင်းတက်သွားစီရဲ့အထည်လေးလို့မြင်ပါတယ်ဒီဇိုင်းစီစံလေးဝတ်ချင်တဲ့ကောင်မလေးဆိုရင်ဒီဝတ်ဆက်လေးကိုယူထားတင်ပါတယ်နော်နောက်ထပ်အထည်လေးကတော့ပိုးသားပြောင်အခုလိုဝတ်ဆက်ဒီဇိုင်းလေးပါဒီအရောင်လေးကရွှေရောင်လေးကိုမှအသားဆောင်တဲ့အရောင်လေးပါပဲနော်အမေတို့အင်ချီလေးကိုအမေတို့မမတို့ခေတ်ကရင်မုန်းဒီဇိုင်းလေးချုပ်ထားပေးရပေါ့နော်ဒီဝတ်ဆက်လေးကိုမြင်တော့လေအမေကအယိုးရှင်းဆုံးအလှဆုံးဆိုတဲ့ခန်းစားချက်လေးရပါတယ်ဒါကပိုးသားလေးမို့လို့ဝတ်တဲ့အခါလဲပွဲတို့စီပါတယ်နော်နောက်ထပ်အထည်လေးကတော့ရှမ်းအင်ချီချုပ်ပုံလေးနဲ့ကိုမှအမရပူရာရက်ကန်ချီလေးနဲ့ပေါင်းချုပ်ထားတဲ့အခုလိုဝတ်ဆက်ဒီဇိုင်းလေးပါဒီလိုဝတ်ဆက်ဒီဇိုင်းလေးကအခုမှဝတ်ကြည့်ပူတာပေါ့နော်အမေတို့ဒီအင်ချီလေးရဲ့ဒီဇိုင်းကိုတေချာလေးတီချုပ်ပေးထားတွေ့ရရပေါ့နော်သူကဘီးတစ်စောင်းကျယ်ကြီးလေးနဲ့ကိုမှအောက်နာလေးမှာဆိုလဲအတွန့်ဒီဇိုင်းလေးပါထည့်ချုပ်ပေးထားတာပါဒီထမိန်လေးဆိုရင်လည်းချီတာအီရက်ကန်တဲ့ဒူနာစင်လေးပါနော်နောက်ထပ်ထည်လေးကတော့ကျယ်တီအပိုလေးပါပါတယ်ပန်းခင်းအောင်လေးကိုမှအခုလိုဝတ်ဆက်ဒီဇိုင်းလေးပါဒီအင်ချီလေးရဲ့ရင်ပုံဒီဇိုင်းကလည်းယူရိုရှင်းရှင်းလေးနဲ့ကိုမှသူဒီဘက်ထောက်မှာဆိုလဲဖိကျယ်တီလေးပါတယ်အခုလက်ရှိဒီဇိုင်းလေးဝတ်ရတာပေါ့နော်လုံးကြုံလေးနဲ့မင်းလေးဆက်ဆန်ဝတ်ချင်တဲ့ကောင်မလေးတွေဆိုရင်ဒီဝတ်ဆက်လေးကိုယူထားတင်ပါတယ်နော်ချိုးသားလေးတည်တက်ပြီးတော့ဝတ်လိုက်တာနဲ့အခုလိုကတ်တင်အရန်လှတာကြောင့်မလို့အမေရောအရန်သဘောကျပါတယ်အမေဝတ်ပြသွားတဲ့ထည်လေးတွေကို install မှာချင်နေဆိုရင်တော့ Facebook page Babylon Local Clothing နဲ့ TikTok Babylon Local Clothing မှာမှာလို့ရပါတယ်နော်အပြင်မှာစိတ်ချိုက်ဝယ်ချင်တဲ့သူတွေအတွက်လည်း Mandalay ဒီဇိုင်းနဲ့ရန်ကုန်မှာလည်းဒီဇိုင်းရှိပါတယ်နော်လည်း review ပေးဖို့တဲ့အပြင်ကိုမှချိုးသား quality ကဖွဲ့ဘူးသူရန်အတိမလို့အမေအများကြီးပြောတော့ပါဘူးနော်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်